ကျွန်တော်တနေ့လုံးစင်ပေါ်မှာနေတိုင်းလေ့ကျင့်နေပေမဲ့အမေကကျွန်တော်ရဲ့ဖျော်ဖြေပွဲတွေကိုလာကြည့်တာမဟုတ်ဘူးနေ့စဉ်အလုပ်တွေကိုတောင်17ကားမဆုများနဲ့ဆက်သွယ်ကြတယ်ခရစ်စမတ်အကြိုနေ့မှာအဖေကခရစ်စမတ်မတိုင်ခင်ပြန်လာမယ်ဆိုတာသိလိုက်ရတော့အယမ်းပျော်ခဲ့တယ်အဲ့ဒီမနက်အမေကအဖေကြိုက်တဲ့ခင်းကျဲကိုအထူးပြင်ဆင်ပြီးဈေးဝယ်ဖို့စည်ရင်းရေးပြီးအဖေကြိုက်တဲ့တကြားလုံးကိုဝယ်ခိုင်းပါတယ်ပျော်ရွှင်စွာလမ်းလျှောက်ရင်းနှင်းမုန်တိုင်းကြောင့်ဈေးဆိုင်ကအစောကြီးပိတ်သွားတာကိုတွေ့လိုက်ရတယ်ကံကောင်းလို့ပဲမိတ်ဆွေတယောက်ကအဖေကြိုက်တဲ့တကြားလုံးတစ်ခုပေးခဲ့တာပါအိမ်ပြန်ရောက်တော့အဖေပြန်လာဖို့စိတ်အားထက်သန်စွာစောင့်ဆိုင်းခဲ့ပေမဲ့နှင်းမုန်တိုင်းကြောင့်မလာနိုင်ဘူးလို့သတင်းရခဲ့တဲ့အိမ်ကြီးမှာကျွန်တော်တယောက်တည်းအထီးကျန်နေတာပါညနေကျတော့အမေလုပ်ကနေပြန်လာတယ်ကျွန်တော်ကစိတ်မကောင်းဖြစ်ပြီးစကားပြောဖို့ညှင်းခဲ့ရင်မဲ့အမေကအနည်းဆုံးတော့ငါတို့တယောက်ကိုတယောက်ရှိသေးတယ်လို့ပြောပြီးနှစ်သိမ့်ပေးတဲ့ဆန္ဒစီကခီးစမလက်ဆောင်မရလဲအဆင်ပြေရဲ့ဒီအချိန်မှလိုချင်တာကမိသားစုအတူတူရှိနေဖို့ပါပဲနောက်နေ့မနေ့စောစောမှာကျွန်တော်လိုချင်နေတာကြပြီဖြစ်တဲ့လက်ဆောင်ကိုလက်ခံရရှိခဲ့ပါတယ်အမေကရုပ်ဝက်ပြင်ဆင်ထားတာကိုတီးရလို့အယမ်းပျော်ရွှင်ခဲ့တယ်အမေဖုန်းပြောနေတာကြောင့်ကျေးဇူးတင်စကားပြောခွင့်မရခဲ့ဘူးခရစ်စမတ်မှာတောင်အမေအလုပ်သွားရတာကိုမယုံနိုင်ခဲ့ဘူးဒေါသထွက်ပြီးညှင်းခုန်ရင်းသူ့အလုပ်ကကျွန်တော်ထက်အမြဲတမ်းပိုရေးကြီးတယ်လို့ခံစားရတယ်အမေကဆေးရုံကိုခြေလျင်လျှောက်နိုင်တဲ့တူဦးသေးသောတူနာပြုဖြစ်လို့သူ့ကိုနားလေပေးဖို့ပြောပြီးအလုပ်သွားခဲ့တယ်ကျွန်တော်တယောက်ပဲကြံခဲ့ရတဲ့ခရစ်စမတ်မှာဘာကြောင့်တယောက်တည်းဖြစ်သွားရတာလဲအဲ့ဒီအချိန်မှာလဲအိမ်နာကဆီယာမကိုတွေးမိပြီးကျွန်တော်စိတ်ချမ်းသာစေဖို့ခရင်ကျဲကိုယူပြီးတကားကိုခောက်လိုက်တယ်ဒါပေမဲ့ဆီယာမကအလုပ်တွေမပြီးသေးဘူးလို့ပြောပြီးဝင်ခွင့်မပေးဘူးကျွန်တော်လက်ထွက်လာတော့ဆီယာမကပြန်ခေါ်ပြီးအခုအချိန်မှာအပင်ပန်းဆုံးကအမေပါလို့ပြောခဲ့တယ်အဲ့ဒီမနက်ကအမေကိုနာကျင်စေခဲ့တဲ့စကားတွေကိုတွေးရင်းတောင်းပန်ဖို့စီစဉ်လိုက်တဲ့ညနေအမေပြန်လာတော့ဆရာနဲ့ကျွန်တော်အတူတူအလှဆင်ထားတဲ့အခန်းငယ်လေးတွေကိုဖျောင်းတိုင်တွေမိတွေဖွင့်ပြီးကြိုဆိုလိုက်တယ်အမေကဘာလို့ရမှန်းမသိအောင်အံ့ဩသွားတယ်ကျွန်တော်ရဲ့တောင်းပန်စာကိုဖတ်လိုက်တဲ့အခါအမေကမျက်ရည်ကျသွားတယ်တယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီးမမေ့နိုင်တဲ့ခရစ်စမတ်ကိုအတူတူဖြတ်တန်းခဲ့ကြတယ်